Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ video မှာကျွန်တော်အရန်ကြိုက်နေတဲ့ application လေးတစ်ခုကြောင်း sharing လုပ်ချင်ပါတယ်ပုံမှန်ကျွန်တော်ဒီ MacBook တွေမှာဒီလိုမျိုး notch နေရာကြီးတွေရှိနေတယ်ပေါ့နော်လုံးဝပုံမှန်ဘာမှလည်းသုံးမချဘူးဖြစ်နေရအောင်အဲ့ဒီ app လေးနဲ့ဆိုလို့ရှိရင်ဒါမျိုးလေးပြောင်းလိုက်လို့ရပါတယ်နည်းနည်းအနိကတ်လေးကြည့်အောင်အဲ့မှာ share ကြည့်လိုက်ဒါဆိုဒီ Spotify playlist တွေပါဒီကနေပြီးတော့တခြင်းတွေပါဖွင့်ထားရပါတယ်ကြော်တာတွေအကုန်လုံးလို့ရတာဒါဆိုကျွန်တော်တို့ထွေးနေတဲ့ချင်းဖွင့်ထားတယ် lyrics တွေလည်းတခါလေးမြင်ရတယ်တချင်းရတာ lyrics ပါတယ်ဆိုရင်ပေါ့နော်နောက်ဒီမှာ calendar တွေပါလေတခါတည်းကြည့်လို့ရတယ် meeting information တွေပါအကုန်လုံးတခါတည်းဒီမှာကြည့်လို့ရတယ်နောက်စိတ်ပါလို့ရှိရင်ဒီမှာ webcam ကိုလည်း preview လုပ်လို့ရသေးတယ်အဲ့တော့ meeting တွေပါမ join ရင်အဆင်ပြေတယ်ပေါ့နော်နောက် battery information တွေပါလေဒီမှာတခါတည်းကြည့်လို့ရတယ်နောက်ပြီးတော့ဒီ file sharing လုပ်တဲ့ဟာတွေလည်းဒီမှာ temporary file sharing ပုံစံမျိုးဒီမှာ drop zone တွေပါလေပါတယ်ပေါ့နော်ဒါလေးတွေကတော့တော်တော်မိုက်တယ်ဆိုတော့ပုံမှန်ဆိုဒီမှာကျွန်တော်ကပုံမှန်ဆိုလို့ရှိရင်ဒီနားမှာ battery information တွေပါပါအဲ့ဒါတွေအကုန်လုံးဒီထဲကိုပေါင်းလိုက်တယ်အဲ့တော့နေရာစားသက်သာသွားတယ်ပေါ့နော်နောက်တစ်ခုသဘောကျတာကဥပမာဒီမှာ brightness တွေပါချဲ့လိုက်တယ်ဘာညာဆိုလို့ရှိရင်အလင်းမှောင်လုပ်လိုက်တယ်ဆိုရင်ပုံမှန်ဆို Mac ရဲ့ HUD ကိုမသုံးတော့ဘဲနဲ့ဒီထဲမှာပဲ integrate လုပ်လိုက်တယ်ပေါ့နော်နည်းနည်းသတ်ပတ်တာတွေဖြစ်သွားတယ်ပြီးတော့အသုံးလဲကျတယ်ပေါ့နော်တော်တော်မိုက်တယ်ဒီ copyright ကြောင့်ကျွန်တော်ဒီမှာအတန်တွေပါမချဲထားဘဲနဲ့တခြင်းပဲဖွင့်ပြထားတာပေါ့နော် okay ဆိုတော့သူ့ကိုကျွန်တော်တို့ဒီမှာသုံးမယ်ဆိုလို့ရှိရင် command ဒီ shortcut တွေနဲ့လည်းသုံးလို့ရတယ် command shift h ဆိုလို့ရှိရင်ဒါ sneak peek ပေါ့နော်ပါသချင်းဖွင့်နေလဲနောက် command shift i ဆိုလို့ရှိရင်ဒါကိုတွားပြီးတော့ဒီသူ့ရဲ့နေရာကိုတွားပြီးထောက်ဆရာမလို့ပဲအနေနဲ့ခေါ်လိုက်တာပေါ့နော်ခေါ်ကြည့်လိုက်တာမျိုးလုပ်လို့ရတယ်ဒါ shortcut တွေပါနေပေါ့ okay အဲ့တော့နည်းနည်းကြောင်ညာဝင်များပါပြီသူ့ရဲ့ website နဲ့ဘယ်လိုမျိုး install လုပ်ရတယ်ဆိုတာတစ်ချက်ပြောပြမယ်ပေါ့နော် okay ဆိုတော့ဒါသူ့ရဲ့ website ကဒီဟာပါသူရဲ့ official website ပါအနည်းကလေးချက်ပြမယ် theboring.name ဆိုတဲ့နာမည်နဲ့ပေါ့နော် okay ပါဆိုတော့ဒါကသူတို့ရဲ့ website သူတို့ရဲ့ဒီမှာကြော်ညာ video လေးတွေလည်းလုပ်ထားပြီးရရှိရယ်ဒီ features တွေကဆိုတော့ကျွန်တော်ပြောပြီးသားပါနော်ဆိုတော့ okay ဒါ download ဆွဲမယ်ဆိုလို့ရှိရင်ဒီမှာ download for Mac OS ဆိုပြီးတော့ download ဆွဲလိုက်ရုံပဲဆွဲပြီးတော့ပုံမှန်ကျွန်တော်တို့ install လုပ်နေကြအတိုင်းလုပ်လို့ရတယ်ဒီမှာပါနော်ဆိုတော့အဲ့ဟာကိုကျွန်တော်မပြတော့ဘူးနောက်ထပ်တစ်နည်းကိုထပ်ပြမယ်ပေါ့နော်နောက်ထပ်တစ်နည်းကတော့သူတို့ရဲ့ဒီ GitHub repo ကိုကျွန်တော်တို့သွားရမယ် GitHub repo ကိုသွားဒီမှာသူတို့ရဲ့ repo star လေးပါလေးပေးလိုက်ပေါ့နော်ပေးပြီးတော့ support လုပ်လို့ရတယ်စောစောကကျွန်တော်တို့ပြောသွားတဲ့နည်းကဒီ option 1ဆိုတဲ့နည်းလမ်းကိုကျွန်တော်တို့ပြောသွားတာဒီ option 1ပေါ့နော် download ဆွဲတယ်ဆွဲပြီးတော့အဲ့လိုသုံးမယ်ဆိုရင်တခုသတိထားရမှာကတန်းပြီးတော့ဖွင့်လို့ရမှာမဟုတ်ဖြစ်နေလိမ့်မယ်အဲ့ဒါဆိုရင်ဒီ command ကိုကိုယ့်ရဲ့ terminal မှာ run ပြီးတော့လုပ်ပေးဖို့လိုတယ်ပေါ့နော်ဒါပထမနည်းလမ်းကိုသုံးရင်အဲ့လိုဖြစ်မယ် okay အဲ့ကိုကအဲ့နည်းလမ်းကိုမသုံးချင်ဘူးဒီကျွန်တော် install လုပ်တဲ့နည်းလမ်းအတိုင်းဆိုလို့ရှိရင်ဒုတိယနည်းလမ်းပေါ့နော် option 2 homebrew ကနေတွင်းတဲ့နည်းလမ်းကိုသုံးလို့ရတယ် homebrew မသွင်းရသေးတဲ့လူဆိုရင် homebrew ကိုအရင်တော့သွင်းလိုက် install လုပ်လိုက်လုပ်ပြီးဒီ command တစ်ချောင်းပဲ terminal မှာရိုက်လိုက်ရုံပဲ okay အဲ့ဒါဆိုလို့ရှိရင်တော့အပေါ်ကတစ်ဆင့်လို့ထပ်ပြီးရိုက်နောက်ထပ် command တစ်ခုထပ်ရိုက်ရှာမလို့တော့ဘူးပေါ့နော် okay ပါဆိုတော့ application တွင်းပြီးသွားပြီဆိုရင်ဘယ်လိုသုံးမှာလဲsetting လေးတွေပါလေးတစ်ချက်ပြပေးမယ်ဒီကနေကျွန်တော်သွားမယ်ဒီမှာသူရဲ့ setting ရှိရပါတော့ okay ဆိုတော့ဒီမှာ general ထဲမှာကိုကြိုက်တယ်လို့မျိုးဒီသူ့ရဲ့ဟာလေးတွေကိုနည်းနည်းပြင်လို့ရတယ်ဒါတော့ကိုရဲ့စိတ်ကြိုက်ပြင်ပေါ့နော် display နှစ်ခုသုံးခုအတွက်သုံးတယ်external display ဘာအတွက်သုံးတယ်ဆိုလဲ display အားလုံးမှာပြမှာလားဆိုရင်ဒါတွေကနေပြလို့ရတယ်ဆိုနောက်တစ်ခုကဒီဆက်ဖွင့်ခြင်းမှာတန်းပြီးတော့ on စေခြင်းနဲ့ဆိုရင်ဒီ launch at login ဆိုတဲ့ဟာကိုကျွန်တော် on ထားပေးရမယ်ပေါ့နော်နောက် menu bar icon ဆိုလို့ရှိရင်လည်းမဖွင့်လိုက်မယ်ဆိုရင်ဒီနားလေးမှာပေါ်မှာပေါ့နော်ဒါလည်းလို့ကျွန်တော်နေရာစားတတ်အောင်ဖျောက်ထားတယ်နောက် appearance မှာတခြားဒီကိုကြိုက်တဲ့
color လေးချိန်တာပါညာဒါလေးလည်းလုပ်လို့ရတယ် okay နောက်တစ်ခုကဒီမှာဒီ media source မှာဆိုလို့ရှိရင်ဒီသူတို့က3ခုပါတယ်ပေါ့နော် Spotify ရဲ့ Apple Music ရဲ့YouTube Music ရဲ့3ခုပါတယ်နောက် calendar တွေဘာတွေကပထမဆုံးဖွင့်တဲ့အချိန်မှာဆိုတော့ permission တွေဘာတွေပေးပြီးတော့မှဖွင့်လို့ရတာပေါ့နော်permission တွေဘာတွေပေးရမယ်ပေးပြီးသွားရင်တော့ဒါသုံးလို့ရပြီနောက် HUD ဆော့ဆော့ပြောတဲ့ဒီ brightness ချဲ့တာတွေဒီမှာအလင်းမအောင်လုပ်တဲ့ကိစ္စတွေဘာတွေဒီနားမှာပေါ်စေချင်တယ်ဆိုရင်တော့ဒါတွေ replace system HUD ဆိုတဲ့ဟာကို on ရပါဘောနော်အဲ့ဒါ on ပြီးတော့မှအဲ့လိုမျိုးဖြစ်သွားမယ်နောက်တခြားကဒီမှာ click လို့ရတယ်အများကြီးရှိတယ်နောက် battery percentage တွေပါဆိုလဲကျွန်တော်ဒီနားမှာမပြတော့ဘဲနဲ့ဒီထဲမှာပဲလာပြီးတော့ပေါင်းပြလိုက်တယ်နေရာစားသက်သာသွားတယ်ပေါ့နော် okay နောက်ထပ်ဘာရှိအောင်လဲနောက်ထပ်အရာတွေမှာဆော့ဆော့ပြောတဲ့ shortcut ပေါ့command shift A ဆိုလို့ရှိရင် sneak peek လောက်တာ command shift I ဆိုလို့ရှိရင်ဒါဖွင့်လိုက်တာပေါ့နော် okay ဆိုတော့တခြား color ရွေးတာဘာညာတိုးထွားလေးတွေလည်းဒီမှာရှိပါတယ်ဆိုတော့ okay ပါဒီ application လေးကိုအရင်သဘောကျနေလို့ share လုပ်လိုက်တာပါဒီကောင်လေးပါ okay နောက်ဒီသချင်းလေးကိုလည်းဒီနေ့တော်တော်လေးသဘောကျနေပေါ့နော်ဒီအပိုင်း okay ပါဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်